ရေချိုးခန်းသုံးနေတော့ကျွန်တော်မမျှော်လင့်ပဲအရာတစ်ခုကိုသတိထားမိခဲ့တယ်ကျွန်တော်ရဲ့စစ်ဆက်ထားသူလူရိုရန်ရဲ့ခြေဖနှောက်မှာတောက်ဖက်နှက်စီးလို့ရတဲ့ဖူလေးတွေဖြစ်နေတာပါသူမကတောက်ဖက်နှက်လုံးဝမစီးတတ်သူဖြစ်လို့ကျွန်တော်စိတ်ထဲမှာတန်တရားချက်ချင်းဝင်လာခဲ့တယ်ဒါကြောင့်သူမရေချိုးနေတော့သူမရဲ့အိတ်ကိုချက်ချင်းဖွင့်ပြီးရှာဖွေခဲ့မိတယ်စိတ်ပျက်စရာကောင်းတာကအိတ်ထဲမှာဒုတိယဖုံးတစ်လုံးနဲ့အတူအကာအကွယ်ပစ္စည်းဘူးတစ်ခုပြီးတော့ဟိုတယ်တုတ်ကတ်တစ်ခုကိုတွေ့ခဲ့ရပါတယ်အခြေအနေတစ်ခုခုမှားနေပြီဆိုတာကျွန်တော်ချက်ချင်းသိလိုက်တယ်သူမသစ္စာဖောက်နေပြီဆိုတာတေချာတလောက်ရှိနေပါပြီအဲ့ဒီနေ့မှာပဲကျွန်တော်တို့ရဲ့ဆေးဆက်ကြောင်းလန်းတဲ့အခမ်းအနားမှာကျွန်တော်ဖုန်းကအချက်ပေးတန်မြည်လာခဲ့တယ်မသိတဲ့အကောင့်တစ်ခုကနေပေးချေရမယ်ဗီဒီယိုလင့်တစ်ခုပို့လာပြီးအောက်မှာခမားစနီးစီကလက်ဆောင်လို့ရေးထားပါတယ်ကျွန်တော်နှလုံးသားတုန်လှုပ်သွားပြီးဒေါသတွေအကြီးအကျယ်ထွက်လာခဲ့တယ်ဒါပေမဲ့ထိတ်လန့်စရာကောင်းတဲ့ကြောက်စိတ်တစ်ခုကိုလည်းခံစားလိုက်ရတယ်ကျွန်တော်ပေးချေမှုကုတ်ကိုရိုက်ထည့်လိုက်တဲ့ဗီဒီယိုကစဖြစ်လာပြီးဖန်သားပြင်ကလင်းလာခဲ့တယ်ကျွန်တော်အသက်ရှူတန်ရက်တန့်သွားခဲ့တယ်မှောင်နေတဲ့ဟိုတယ်ခန်းထဲမှာအမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ပေါ်ကနေစီးပြီးအသေးအတန်လှုပ်ရှားနေတယ်အဲ့ဒီမျက်နှာကလူရိုရန်ပါကျွန်တော်လက်ထပ်တော့မဲ့အမျိုးသမီးပြီးတော့သူမအောက်ကအမျိုးသားကလည်းကျွန်တော်သိတဲ့လူအီတိုမာကိုတိုပါသူမရဲ့နှလုံးသားထဲမှာလှုပ်ဝက်သိမ်းစီထားပြီးဖုန်းနံပါတ်ကိုတောင်ဘယ်တော့မှမဖြတ်နိုင်ခဲ့တဲ့လူအဲ့ဒီအချိန်မှာကျွန်တော်သွေးတွေအေးခဲသွားတယ်လို့ခံစားလိုက်ရတယ်လောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားပြီးကျွန်တော်ရဲ့အသက်ရှူတန်မဲ့ကြံတော့တယ်ကျွန်တော်နေရန်ကိုလက်သီးနဲ့မထိုးခဲ့ဘူးအဲ့ဒီနေရာမှာတင်ယူမသွားခဲ့ဘူးကျွန်တော်ဗီဒီယိုကိုအေးအေးဆေးဆေးပဲတင်စီလိုက်ပြီးကျွန်တော်နောက်ကဖန်သားပြင်အကြီးကြီးပေါ်ကိုပြသလိုက်တယ်လက်ထက်လက်ဆောင်တကယ်တမ်းပါတဲ့အားလုံးပဲကြည့်ရှုပေးကြပါဦးလို့ကျွန်တော်ပြောလိုက်တယ်အစာပိုင်းမှာတော့ဧည့်သည်တွေကဒါဟာစုံတွဲရဲ့ရေးစရာပြက်လုံးတစ်ခုလို့ထင်ခဲ့ကြပေမဲ့10 စက္ကန့်အတွင်းမှာတင်တခန်းလုံးထိတ်လန့်တုန်လှုပ်ကုန်ကြတယ်ကျွန်တော်ရဲ့ရောက်ခါမလောင်းကပထမဆုံးမတက်ရက်ပြီးမင်းပါဖြစ်နေတာလဲဘာတွေလျှောက်ပြနေတာလဲလို့အော်ဟစ်ပါတော့တယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲကျွန်တော်ပြနေတာလေးရှင်းရှင်းလင်းလင်းမမြင်ရဘူးလားလို့ပြန်ပြောလိုက်တယ်ဘာလို့ဒီလိုမျိုးအဖြစ်အပျက်ကိုလှုပ်ကြံပြီးရိုရန်ကိုအပုတ်ချရတာလဲသူမကမင်းကိုဘာလုပ်ခဲ့လို့လဲလို့ရောက်ခမကဆက်ပြောပေမဲ့လူမိသားစုကတော့ဒါကိုညှင်းဆန်နေသေးပါဒါကလှုပ်ကြံထားတာလားဆိုတာခမရတို့ရဲ့နှလုံးသားထဲမှာသိမှာပါဒါမှမဟုတ်သူမကိုပဲကိုယ်တိုင်သွားမေးကြည့်လိုက်ပါလို့ကျွန်တော်ပြောလိုက်တယ်ရောက်ခမကထပ်ပြောဖို့လုပ်ပေမဲ့ကျွန်တော်အဖေကဇီရွှန်းမင်းဘာလုပ်နေတာလဲအဲ့ဒါကိုပိတ်လိုက်စမ်းဒါကိုတီးတက်မဖြေရှင်းနိုင်ဘူးလားဘာလို့ဒီမှာလာပြီးပြဿနာရှာနေတာလဲလို့ဝင်ပြောပါတယ်ကျွန်တော်ကအဖေကျွန်တော်ရဲ့တိတ်ခါကကျွန်တော်ရဲ့စိတ်ဆက်ပွဲမှာတင်မြေစာပင်ဖြစ်သွားခဲ့ပြီအဖေရဲ့တိတ်ခါကတားရဲ့ကိုလေးစားမှုထက်ပိုရေးကြီးနေတာလားလို့ပြန်မေးလိုက်တယ်နောက်ွယ်မှာအနားယူနေတဲ့လူရိုရန်ဟာစူညံတန်တွေကိုကြားပြီးစပင်ဖရီယိုရဲနဲ့မျက်ရည်တွေကြားကနေခမ်းမတဲ့ကိုပြေးဝင်လာပါတယ်ဝန်စီရွှမ်းမင်းပါဖြစ်နေတာလဲမင်းဒီဘောကိုတက်လာပြီးကိုယ်တိုင်ကြည့်လိုက်ပါဦးအဲ့ဒီဗီဒီယိုကအတူလို့ပြောနိုင်ဦးမလားပေါ့ဘသူကြည့်ဘသူကြိုက်ဝန်စီရွှမ်းမင်းကားကိုဖျက်ဆီးဖို့စူးစမ်းနေတာလားလို့သူမကမေးပါတယ်သူမရဲ့အမေကသူမကိုဆွဲခေါ်ပြီးကျွန်တော်နှာခေါင်းကိုထောက်ကအားလုံးကြည့်ကြပါဦးဝန်စီရွှမ်းကလက်ထပ်ပွဲကိုဖျက်သိမ်းခြင်းလို့ AI မျက်နှာပြောင်းနည်းပညာကိုသုံးပြီးငါရိုရန်ကိုလှုပ်ကြံနေတာပါငါရဲ့တနာစရာလူရန်လေးတို့အော်ဟစ်ဆဲဆိုပါတော့တယ်ကျွန်တော်ကတော့ဒီမီသားစုရဲ့ရုပ်ဆိုးလာတဲ့ပြက်လုံးကိုအေးဆက်ဆက်မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။အဲ့ဒီအစားကျွန်တော်အိတ်ကက်ထဲကနေတခြားဖုန်းတစ်လုံးကိုထုတ်ပြီးတိမ်တိုက်တူလောင်မှု link တစ်ခုကိုဖွင့်လိုက်တယ်။ AI မျက်နှာပြောင်းနေဟုတ်လားကျွန်တော်ဖန်သားပြင်ပေါ်ပြသလိုက်ပြန်တယ်။အဲ့ဒီပုံမှာလူရိုရန်ရဲ့ဖုန်းထဲကနေကျွန်တော်ပြန်လဲရယူထားတဲ့တပ်ပုံတွေတပုံပြီးတပုံသူမနဲ့အီတိုမာကိုတိုတိုရဲ့တက်ကတူတက်ကလေးကနေပြီးခဲ့တဲ့အပတ်ထိရိုက်ထားတဲ့ရင်းနှီးတဲ့တပ်ပုံတွေဗီဒီယိုတွေကဟိုတယ်ရဲ့အပြင်ဘက်မှာရိုက်ထားတဲ့တပ်ပုံလည်းပါဝင်ပါတယ်ကျွန်တော်တပုံချင်းစီရဲ့အချိန်နဲ့တီနေရထောက်ထားတွေကိုလည်းဖွင့်ပြခဲ့တယ်မစ္စလူဒီတပ်ပုံတွေအားလုံးကမင်းရဲ့ဖုန်းထဲမှာပဲရှိနေတာပါအဲ့ဒါတွေကလည်း AI ကဖန်တီးထားတဲ့အတူတွေလားလူရိုရန်ရဲ့ငိုတန်ကရုတ်တရက်ရက်တန့်သွားတယ်သူမကကျွန်တော်ဖုန်းဖန်သားပြင်ကိုစိုက်ကြည့်ရင်မျက်နှာကတွေးမရှိသလိုဖြူလျော်သွားခဲ့တယ်ပြီးတော့ဒါတွေကမင်းနဲ့အီတိုမာကိုတိုတို့လွန်ခဲ့တဲ့တစ်နှစ်အတွင်း23ကြိမ်တိုင်အောင်ဟိုတယ်ဘိုကင်လုပ်ခဲ့တဲ့မှတ်တမ်းတွေပါကျွန်တော်ဖတ်ပြရမလားဇန်နဝါရီ23ရက်ညနေ9:38မိနစ်တောင်ပိုင်းမြို့တော်ချစ်သူများတည်တံ့အခန်းလူရိုရန်ရဲ့ခန္ဓာကိုယ်တုန်လှုပ်သွားပြီးသူမမြေပေါ်ကိုပြုတ်ကျသွားခဲ့တဲ့အဲ့ဒီအချိန်မှာပဲသူမမိဘတွေရဲ့အော်ဟစ်တန်တွေတိတ်ဆိတ်သွားတယ်သူတို့တွေကသူတို့ရဲ့သမီးကိုတက်လက်ကျွန်တော်ကိုတက်လက်တုန်လှုပ်စွာကြည့်နေကြပါတယ်ခမ်းမတွေကဧည့်သည်တွေကတော့သူတို့ရဲ့ဖုန်းတွေကိုထုတ်ပြီးဒါတွေကိုဗီဒီယိုရိုက်ကူးနေကြပါတော့တယ်ဘာပြောစရာရှိသေးလဲအပြင်ထွက်ချက်လို့ကျွန်တော်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းကအီတိုမာကိုတိုစီကနေ message တစ်ခုနဲ့လင်းလာခဲ့တယ်သူကစစ်ဆက်ပွဲလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်လို့ရေးထားပြီးဒါဟာအစပဲရှိသေးတယ်ဆိုတာကိုမသိသေးပုံရပါတယ်ကျွန်တော် message ကိုဘာမှမဖြစ်တယ်လို့ပဲဖျက်ပစ်လိုက်တယ်အဲ့ဒီညမှာပဲကျွန်တော်ကွန်ပျူတာရှေ့မှာထိုင်ပြီးဗီဒီယိုကိုအရေးကြီးတဲ့နေရာတွေကိုဖုံးကွယ်လိုက်ပြီးအီတိုမာကိုတိုရဲ့ message နဲ့ပေါင်းဆက်က15စက္ကန့်စာ clip တစ်ခုအဖြစ်ဖြတ်တောက်လိုက်တယ်ဒီ clip ကိုလူရိုရန်နဲ့အီတိုမာကိုတိုတို့ရဲ့ဟိုတယ်မှတ်တမ်းပုံရိပ်တွေနဲ့အတူကျွန်တော်လုပ်ဖို့ကိုင်ဘက်တယောက်ကဒေသန္တရလူနေမှုပုံစံဖိုရမ်တွေအတင်းဖြင်းဖွဲ့တွေနဲ့ဗီဒီယိုတိုတင်တဲ့နေရာပေါင်းရာနဲ့ချီပေါ်ကိုတင်လိုက်တယ်ကျွန်တော်ရဲ့အချက်လက်တွေကိုလုံးဝမသုံးဘဲအင်တာနက်လိပ်စာတွေကိုပြပကိုလမ်းကြောင်းလွှဲထားခဲ့ပါတယ်ငွေနှင်းငယ်သုံးပြီးနာမည်ကြီးအကောင့်ချုပ်ကိုလည်းသူတို့အလုပ်လုပ်တဲ့ကုမ္ပဏီတွေစီကိုဦးတည်စေခဲ့ပါတယ်ဆက်ဆံရေးမန်နေဂျာအိမ်အောင်ရေးဖောက်ပြန်မှုအိမ်အောင်ရှိအမျိုးသမီးနဲ့အိတ်ဆက်မှုဒီအကြောင်းအရာတွေကငွေအားနဲ့အတူပြန့်နှံ့လာခဲ့တဲ့အစပိုင်းမှာတော့ပြန့်နှံ့မှုကအကန့်အသတ်ရှိပေမဲ့မကြခင်မှာပဲနာမည်ကြီးဘလော့ဂါတယောက်ကဗီဒီယိုကိုပြန်လည်မျှဝေလိုက်တဲ့အခါမှာတော့အားလုံးကထပ်ပေါက်ကွဲပါတော့တယ်လူရိုရန်ရဲ့လူမှုကွန်ရက်အကောင့်တွေအားလုံးကတူးဖော်ခံရပြီးသူမတင်ထားတဲ့ဓာတ်ပုံတွေအားလုံးကလည်းတညထဲမှာတင်ဟာတာတစ်ခုဖြစ်သွားခဲ့တယ်အီတိုမာကိုတိုရဲ့ကုမ္ပဏီရဲ့တရားဝင်အကောင့်မှာလည်းစိန်ခေါ်လောင်ပြောင်မှုတွေနဲ့ပြည့်နေပါတယ်ကုမ္ပဏီကြီးတစ်ခုအတွက်ပုံရိပ်ကအရာရာဖြစ်လို့ဒါကပြင်းထန်လာတဲ့အစိတ်တစ်ခုပါပဲ
ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းနောက်တစ်နေ့မနက်မှာအီတိုမာကိုတိုရဲ့ကုမ္ပဏီကသူ့ကိုအလုပ်ထုတ်ပယ်ကြောင်းထုတ်ပြန်လိုက်ပါတယ်သူဂုဏ်ယူခဲ့တဲ့အလုပ်ကသူ့ကိုတနာညတာမှုမရှိဘဲစွန့်ပစ်လိုက်တာပါဒါဟာအစပဲရှိသေးတာပါဒီအဖြစ်အပျက်တွေကြောင့်လူလိုရန်လည်းအလုပ်ပြုတ်သွားတယ်လို့စစ်ဆက်ထားသူနဲ့တိတ်ခါကိုလည်းဆုံးရှုံးခဲ့ရပါတယ်သူမကိုမထိန်ချုပ်နိုင်တော့ပါဘူးညနောက်ပိုင်းမှာသူမဖုန်းဆက်လာခဲ့တယ်ဇီရွှမ်ကျမတောင်းပန်ပါတယ်ကျမမားသွားပါတယ်မင်းဘာပဲခိုင်လုပ်ပါမယ်ကျေးဇူးပြုပြီးကျမကိုခွင့်လွှတ်ပေးပါလို့တောင်းပန်ပါတယ်ကျွန်တော်ဘာမှမပြောဘဲနားထောင်နေခဲ့တယ်သူမရဲ့ငိုတန်တွေကြားထဲမှာနောက်ွယ်ကအမျိုးသမီးတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရတယ်မင်းဘာရီလှုပ်လိုက်တာလဲငွေထုတ်ဆက်ကောငါတို့အတွက်ဖြစ်လာတော့မယ်တိုက်ခန်းကောအကုန်ဆုံးရှုံးသွားပြီလို့လူရိုရန်ရဲ့အမေကပြောနေတာပါကျွန်တော်ဘာမှမပြောဘဲဖုန်းချလိုက်တယ်ပြီးတော့လူရိုရန်ကိုနေရာတိုင်းမှာပိတ်ဆို့လိုက်တယ်ကျွန်တော်လူရိုရန်နဲ့ကျွန်တော်အကြားမှာပိုင်ဆိုင်မှုတစ်ခုရှိနေတာကိုမေ့နေခဲ့တဲ့အိမ်ယာဝယ်ယူမှုကန့်သက်ချက်ကိုရှောင်ရှားဖို့ကျွန်တော်လူရိုရန်ရဲ့နာမည်ကိုသုံးပြီးဝယ်ယူခဲ့တာပါဒါပေမဲ့တကယ်တမ်းမှာတော့ငွေအများစုကကျွန်တော်စီကပါအခုတော့သူတို့တွေကကျွန်တော်အပေါ်ကိုစီမံချက်တွေလုပ်နေကြပြီဖြစ်လို့ကျွန်တော်သူတို့ကိုဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲကျွန်တော်အိမ်ချမ်းမြေအကျိုးဆောင်ကိုချက်ချင်းဖုန်းဆက်ပြီးပိုင်ဆိုင်မှုကိုရောင်းချပေးဖို့ပြောလိုက်တယ်။နောက်တနေ့မနက်မှာပဲကျွန်တော်ရဲ့မိတ်ဆွေတစ်တောင်းဆိုမှုစီးရင်ထဲမှာသူမရဲ့နာမည်ကိုတွေ့ခဲ့ရတယ်။သူမကကျွန်တော်ပိတ်ဆို့လိုက်တာကိုသိသွားပုံရပါတယ်။ဒါပေမဲ့ကျွန်တော်မိဘတွေရဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သူမဟာသူမမိဘတွေနဲ့အတူကျွန်တော်အိမ်မှာအေးအေးဆေးဆေးရှိနေတာကိုတွေ့လိုက်ရပါတော့တယ်။